ဒီနေ့တော့ခဏဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်။ฉันจะไม่มีวันลืมขณะที่เราได้พบกันฉันဆိုတာကငါจะไม่มีวันลืมဆိုတာကဘယ်တော့မှမမေ့ဘူးလို့ပြောတာပါ။ลืมတလုံးနဲ့ဆိုလို့ရှိရင်တော့မေ့တယ်။จะไม่มีวันลืมဆိုတော့ဘယ်တော့မှမမေ့ဘူး။ခဏဆိုတာကအခိုက်အတန့်ကိုပြောတာပါที่เราได้พบกันတို့တွေဆုံတွေ့ခဲ့ကြတဲ့ที่ဆိုတာတဲ့တော့လို့အဓိပ္ပာယ်ရပါတယ်เราငါတို့ได้พบกันဆုံတွေ့ခဲ့ကြတယ်ฉันจะไม่มีวันลืมขณะที่เราได้พบกันขณะที่ทุกคนกำลังสนุกสนานเขากลับนั่งเงียบๆอยู่คนเดียวขณะที่ဆိုတာကအချိန်မှလို့အဓိပ္ပာယ်ရပါတယ်ตอนที่เนี่ยတူပါပဲเนาะทุกคนလူတိုင်းကกำลังสนุกสนานဆိုတာကပျော်ရွှင်နေကြတယ်ขณะที่ทุกคนกำลังสนุกสนานလူတိုင်းပျော်ရွှင်နေကြတဲ့အချိန်မှာเขากลับนั่งเงียบๆอยู่คนเดียวเขาသူကกลับนั่งဆိုတာကတော့ပြန်ထိုင်တယ်เงียบๆတိတ်ဆိတ်ဆိတ်อยู่คนเดียวတယောက်တည်းขณะที่ทุกคนกำลังสนุกสนานเขากลับนั่งเงียบๆอยู่คนเดียวလူတိုင်းပျော်ရွှင်နေကြတဲ့အချိန်မှာသူတယောက်တည်းတိတ်ဆိတ်ဆိတ်တော့ပြန်ထိုင်တယ်แผ่นดินไหวที่เกิดขึ้นขณะวันก่อนอาจส่งผลให้เกิดภัยพิบัติตามมาได้ในภายหลังแผ่นดินไหวဆိုတာကငလျင်လောက်တာကိုပြောတာပါที่เกิดขึ้นဆိုတာကဖြစ်ပွားခဲ့တဲ့ခณะวันก่อนဆိုတာကပြီးခဲ့တဲ့ရက်ကလို့ပြောတာပါပြီးခဲ့တဲ့ရက်ဆိုတာက2ရက်3ရက်ထက်မကတော့တဲ့ပြီးခဲ့တဲ့ရက်ကိုပြောတာပါမနေ့ကဆိုရင်တော့เมื่อวานပေါ့နော်တနေ့ကဆိုလို့ရှိရင်တော့เมื่อวานซืนအဲ့တနေ့ရဲ့မနေ့ကဆိုလို့ရှိရင်တော့ก่อนเมื่อวันซืนလို့သုံးတာပေါ့နော်ဒီခဏวันก่อนเมื่อวันก่อนဆိုတဲ့စကားလုံးကကြတော့အဲ့ဒီ2ရက်3ရက်ထက်မကတော့တဲ့ရှေ့ကရက်တွေကိုသုံးနှုံပါတယ်อาจส่งผลให้เกิดဆိုတာကတော့ဖြစ်ပွားနိုင်ခြေရှိတယ်လို့ပြောတာပါภัยพิบัติဆိုတာကတော့တဘာဝဘေးအန္တရာယ်ตามมาได้ဆိုတာကတော့နောက်ဆက်တွဲပေါ့နော်နောက်ကလိုက်လာတယ်ဆိုတော့နောက်ဆက်တွဲလို့ပြောတာပါနိုင်ภายหลังဆိုတာကနောက်လာမယ့်ရက်တွေမှာဖြစ်ပွားနိုင်ခြေရှိတယ်လို့အဓိပ္ပာယ်ရပါတယ်แผ่นดินไหวที่เกิดขึ้นขณะวันก่อนอาจส่งผลให้เกิดภัยพิบัติตามมาได้ในภายหลังขณะนั้นทุกคนต่างตกใจและไม่รู้จะทำอย่างไรขณะရဲ့နောက်မှာနန်းဆိုတာလေးပါမယ်ဆိုရင်တော့အဲ့ဒီအချိန်တုန်းကလို့ပြောတာပါทุกคนလူတိုင်းကต่างตกใจဆိုတာကကိုယ်စီလန့်သွားကြတယ်လို့ပြောချင်တာပါและပြီးတော့ไม่รู้မသိတော့ဘူးจะทำอย่างไรဘာလို့ရမှန်းขณะนั้นทุกคนต่างตกใจและไม่รู้จะทำอย่างไรအဲ့ဒီချိန်တုန်းကလူတိုင်းကလန့်သွားပြီးဘာလို့ရမှန်းကိုမသိတော့ဘူးขณะเดียวกันพวกเราต้องเตรียมตัวสำหรับทุกสถานการณ์ให้พร้อมขณะရဲ့နောက်မှာเดียวกันဆိုလို့ရှိရင်တော့တစ်ချိန်တည်းမှာပဲလို့အဓိပ္ပာယ်ရပါတယ်ခဏเดียวกันနဲ့အဓိပ္ပာယ်တူတာကတော့ทีเดียวဖြစ်ပါတယ်ဒီနေရာမှာတော့ခဏကိုဦးစားပေးပြီးပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ทีเดียวကိုနောက်လိုအပ်တဲ့ခါကျမှဝါကြတွေမှာထည့်သုံးပေးသွားပါမယ်พวกเราဆိုတာကငါတို့ต้องเตรียมตัวဆိုတာကပြင်ဆင်ထားဖို့လိုတယ်สำหรับဆိုတာကအတွက်ทุกสถานการณ์ဆိုတာကအခြေအနေတိုင်းလို့ပြောတာပါสถานการณ์ဆိုတာကအခြေအနေပါให้พร้อมဆိုတာကအစဉ်သစ်ဖြစ်အောင်ขณะเดียวกันพวกเราต้องเตรียมตัวสำหรับทุกสถานการณ์ให้พร้อมတစ်ချိန်တည်းမှာပဲအခြေအနေတိုင်းအတွက်ငါတို့တွေအစဉ်သစ်ဖြစ်အောင်ပြင်ဆင်ထားဖို့လိုတယ်ขณะนี้สถานการณ์ต่างๆยังไม่สามารถคาดเดาได้เลยขณะရဲ့နောက်မှာနီးဆိုတာလေးပေါင်းလိုက်မယ်ဆိုရင်တော့အခုချိန်မှာလို့ပြောတာပါสถานการณ์ต่างๆဆိုတာကတော့အခြေအနေအမျိုးမျိုးလို့ပြောတာပါยังไม่ได้ဆိုတာကတော့မရသေးဘူးสามารถဆိုတာကတော့နိုင်တယ်คาดเดาဆိုတာကတော့ခန့်မှန်းတာပါเลยဆိုတာကတော့လုံးဝဘာမှလို့ပြောတာပါขณะนี้สถานการณ์ต่างๆยังไม่สามารถคาดเดาได้เลยခုချိန်မှာအခြေအနေတွေကအခြေအနေမျိုးမျိုးကဘာမှခန့်မှန်းလို့မရဘူး